ကျွန်တော်အခုပြောပြပေးမယ့်ရေတွေကကအတိုက်ခိုက်တွေများနေတဲ့လူတွေပြုလုပ်လို့ရတဲ့ရေတွေမျိုးပါပဲဖြစ်ပါတယ်။အတိုက်ခိုက်တွေများနေတဲ့အခက်အခဲတွေမျိုးစုံကြုံနေရတယ်မျိုးစုံပေါ့နော်အထက်ကလာလိုက်အောက်ကလာလိုက်ဘေးကလာလိုက်မျိုးစုံကြုံနေရတဲ့သူတွေဘလို့အခြေအနေမျိုးမှာဖြစ်ဖြစ်ကြုံနေရပြီးအတိုက်ခိုက်တွေကြုံနေရဆိုဒီရေတွေကိုလောက်ပါအရေးကြုံရင်ဘေးကင်းစီဖို့ပေါ့နော်ဒီရေတွေလေးကိုအသုံးပြုလို့ရပါတယ်။ဒီရေတွေကဗတ်ဆရာမင်းသိန်းကပြောပြခဲ့တဲ့ရေတွေဖြစ်ပါတယ်။ကျွန်တော်နီးလန်းနှစ်ခုပြောပြမှာဖြစ်ပါတယ်။စမောင်းဆုံးလုံးမဲ့နီးကဒီဟာပါ။ကျွန်တော်ပြထားရပေါ့နော်ဒါထီးတလဲအထီးကတော့အိမ်တိုင်းမှာရှိမှထင်ပါတယ်ထီးတလဲကိုထီးတလဲရဲ့အလဲတဲ့မှာကျွန်တော်ဝါလုံးလေးဝိုင်းဖို့ပါဝါလုံးကြိုက်တာနဲ့ဝိုင်းမှာ correction လေးနဲ့ဖြစ်ဖြစ်ဝိုင်းလိုက်ပါကျွန်တော်ကတော့အလဲတဲ့မှာနော်ထီးအလဲတဲ့မှာဝါလုံးလေးဖြစ်သွားအောင်လို့ correction လေးနဲ့ဝိုင်းလိုက်ပြီးရင်အဲ့ထီးနဲ့အပြင်သွားတိုင်းဆောင်းပါအပြင်သိမ့်မထွက်ဖြစ်ဘူးဆိုရင်တော့မှအိမ်ထဲမှာထီးဆောင်းမိနေပါအဓိကတော့မိမိပေါ်မှာကြာရောက်နေတဲ့အခက်အခဲတွေဘေးအန္တရာယ်တွေကင်းဝေးအောင်လို့စိတ်ဆန္ဒပြုမယ်အဲ့ထီးကိုအားတိုင်းထုတ်ဆောင်းမယ်အဲ့လိုမျိုးထုတ်ဆောင်းတဲ့အချိန်မှာကျွန်တော်တို့ပို့ပြီးအကောင့်ဘာလို့လုပ်ရလဲဆိုရင်ဗုဒ္ဓဘာသာဝင်နေဆိုရင်နာတုတ်ရနာတုတ်ရွတ်လာမျိုးလုပ်လို့ရမယ်ဒီလိုမျိုးရနာတုတ်မရဘူးဆိုရင်တော့ကျွန်တော်တန်မုတ်တွေလောက်တော့ရကြမှာထင်မယ်တန်မုတ်တွေလေးရွတ်ပြီးတော့ဒီထီကိုစောင်းပြီးတော့အိမ်ထဲမှာနေတာမျိုးကိုစီကိုလာတဲ့ဘေးရနေတွေဂိမ်းဝင်ဖို့ဆန္ဒပြုတာပေါ့နော်ဒါကတော့ဒူးဒူးဆန်းဆန်းကံပြရနီးလေးတစ်ခုဖြစ်ပါတယ်ဒီနေ့နားလဲနော်ထီတလက်လိုမယ်ထီတလက်အဲ့ထီရဲ့အလဲမှာဝါလုံးလေးဝိုင်းမှုဘာနဲ့ပဲရေးထင်သွားရင်ရပါတယ် correction နဲ့ဆိုရင်တော့အဆင်ပြေတာပေါ့နော်ရတယ် software နဲ့ဝိုင်းမယ်ဆိုလေရပါတယ်ဘာနဲ့ရေးဒီဝါလုံးလေးထင်သွားဖို့အဓိကပါပဲဟုတ်ပြီဒါကပထမနည်းဒုတိယတနည်းကပါလဲဆိုတော့ဒီတနည်းပဲဒါကြောင်မီးသွေးခဲပါဒီကကြောင်မီးသွေးပေါ့နော်ကြောင်မီးသွေးကလူတိုင်းတော့မရှိမှမထင်ဘူးဒါပေမဲ့ပြီးတော့ရက်ဒေတာလိုက်ကြောင်မီးသွေးရှိတဲ့ရက်တွေလည်းရှိလိမ့်မယ်မရှိတဲ့ရက်တွေလည်းမရှိဘူးဒါကတော့ဒီနည်းကတော့ရှိတဲ့သူတွေလောက်ပါမရှိတဲ့သူတွေတော့မလုပ်နဲ့ပေါ့နော်ဒီမျိုးကြောင်မီးသွေးအမှုတ်ထောင်းလိုက်ပါငရုပ်ဆောင်နဲ့ပြင်ကြိုက်တာနဲ့ထောင်းအမှုတ်ရလာတဲ့ဟာကိုဘာလုပ်ရမလဲဆိုတော့ကျွန်တော်ဒီခြေပေါ်မှာညအိတ်ခံနေတိုင်းပေါ့နော်ညအိတ်ခံနေတဲ့ခြေပေါ်မှာနာနာပုတ်ပြီးတော့ဆူတောင်းအောင်မှာဖြစ်ပါတယ်မိမိပေါ်မှာဒုက္ခပေးနေတဲ့သူအနှောက်အယှက်ပေးနေတဲ့သူတွေဟိုဘယ်လိုပြောမလဲရန်လုံနေတဲ့သူတွေဘယ်လိုရက်တန်သွားပါသည်ဘယ်လိုမိမိပေါ်မှာဒုက္ခပေးနေသူဘယ်လိုရက်တန်သွားသည်ဘယ်လိုကင်းဝေးသွားပါသည်ဒါမျိုးပေါ့နော်နာနာလေးခြေပေါ်မှာညအိတ်ခံနေတိုင်းခြေပေါ်မှာဒီကြောင်မီသွေးအမှုတ်နဲ့ဒီအမှုတ်ကျဲရမှာနော်အမှုတ်နဲ့နာနာလေးပို့ပြီးတော့ဆူတောင်းပါဒါဆိုရင်လေဒီနီးနှစ်လေးခုလေးလုပ်ပေးမယ်ဆိုရင်တော့အတိုက်ခိုက်များနေတဲ့သူတွေအတွက်တော်တော်လေးကိုတည်တတ်တာအဆင်ပြေသွားပါလိမ့်မယ်။ဇွဲကြီးနဲ့လုပ်ပါယုံကြည်နဲ့လုပ်ပါဒါဒီနှစ်နည်းကတော်တော်လေးအဆင်ပြေတယ်ပေါ့နော်။ကျွန်တော်ဒီတော်များများလာအခုခေတ်ကာလမှာဆိုလူတိုင်းအတိုက်ခိုက်များတယ်။ဒီနည်းလေးကိုအသုံးပြုကြည့်ပါဒါလေးကျွန်တော်ပြောပြတာပါ။မရှင်းတာရှင်းကျွန်တော်မေးလို့ရပါတယ်။အဆင်ပြေပါသည်